ကောင်ပြောပြမှာတော့ဒီကြက်တကောင်တိုင်တော့ကြက်ကောင်ဒါပဲနဲ့လို့သူ့မျိုးထိုးလို့မရတဲ့အကြောင်းပြောပြဒီကြက်ကတိုင်တော့သူတကောင်နဲ့တိုင်တော့ကြက်ကောင်တကောင်ပဲဒါပဲနဲ့သူမျိုးထိုးလို့မရဘူးဘာဖြစ်လို့လဲဆိုတော့သူ့မှာခေါင်းကွက်မှားနေလို့သူကလာတယ်ဖြီးတယ်ချွတ်တယ်ပေါင်းတယ်ရိုက်တယ်ချွတ်တယ်ဆွဲခွတ်တယ်ဆွဲချွတ်တယ်သူအကုန်လုံးတတ်တယ်ငုတ်တစ်ချက်ခုံတစ်ချက်နှစ်ချက်ကိုအမြဲတမ်းကြားတယ်ငုတ်ဆိုတော်တော်ကြားတယ်လုံးလုံးအဲ့တော့ဒီကြက်တကောင်ဟာကျွန်တော်ပထမဆုံးကြက်ပေါက်ဘွားအနေနဲ့ကျွန်တော်တဝိုင်းခိုင်းပြီးတဲ့အချိန်မှာနောက်နေ့လဲကြာအောင်ရေတန်းကြီးရောရေလဲကြီးရောသူကဒါကြက်တကောင်ဟာဟိုယောဂရှိရင်ပြန်ကုလို့ရတယ်ဆိုတဲ့အကြောင်းပြောပြတာနော်အဲ့တော့သူကျွန်တော်ခိုင်းပြီးတော့ပြန်လာတဲ့အချိန်မှာနောက်နေ့ကျတော့ရေတန်းကြီးတယ်14 5 6ရက်လောက်ကြီးတဲ့အချိန်မှာ तू ကနောက်ဆုံးကျတော့ဒီရှီတော့တွေကမတန်တော့ဘူးတေဝါကြီးဆိုပြီးတော့ချင်းတဲ့ကိုကောက်ပစ်ထည့်တာချင်းတဲ့ကောက်ပစ်ထည့်တာအဲ့ဒါကိုညမိုးချုပ်တွေကတော့ကျွန်တော်သူ့ကြည့်တော့မျက်လုံးလေးပွင့်တာနဲ့သူဒီမှာကြည့်လိုက်ဝမ်းစစ်တွေအဝါနော်ဝမ်းစစ်တွေအဝါဒါပိုလီဗီယန်ပေါ့သူကအကျော်နဲ့အားနဲ့နှစ်ခုပေါင်းထားတာဒီကောင်ကိုကျွန်တော်သူ့တလုံးအိမ်ညမှာကောက်ထိုးကြည့်လိုက်ထိုးကြည့်တဲ့အချိန်မှာသူအသက်ရှင်သွားတယ်အသက်ရှင်မနဲ့ခင်ရေကောက်တယ်ဒါပေမဲ့ခြေထောက်တွေကတော့ရှိနေတော့မယ်အဲ့နောက်မှာကျွန်တော်2ရက်ကိုဟိုဝမ်းစစ်တွေလူတောက်သေးပေါ့အဲ့ဒါကို2ရက်နေတရှမ်း9လုံးတိုက်ကြည့်တာသူကနောက်ဆုံးမှာသူကလန်ထ6တဲ့အနေထားအခုလိုတန်တန်မှာဖြစ်ပြီးဒါကျွန်တော်မနေ့ကတခါပြန်ပုတ်ထားပြီးအဲ့အနေထားကြီးရောက်လာပြီအဲ့အနေထားကြီးရောက်ပြီးတော့အခုပြန်တိုက်ဖို့ဟာရပြီလို့ပေါ့နော်ပြန်တိုက်ဖို့ရလောက်ပြီအဲ့တော့အခုညပါထားပြတော့ဆိုတော့သူကမနေ့ကဆိုတနေ့ကိုချွဲရတကောကောအောင်းနေတယ်ကျွန်တော်ပုတ်ပြီးတော့ချွဲမကြလိုက်ဘူးတစ်ဖက်ချက်ကိုငုံနဲ့ဆွဲခုတ်ပြတာအဲ့တော့သူချွဲမကြတဲ့ချိန်မှာကျွန်တော်ချွဲမကြဘူးသူကြိုင်ပစ်ထားတယ်ဟိုနှာလေးမှုတ်ပြီးထားတယ်အဲ့မှကျွန်တော်ညသူ့နေကင်းကိုဒီချွဲသေးကိုတွားတိုက်လိုက်လို့ချင်းဒီချွဲရချက်ချင်းမထွက်ကြဘူးကျွန်တော်ကြက်တန်နားထောင်ကြည့်နားကြည့်နော်အဲ့တော့ဒီမှာ TVB နော်ဒီဆေးကိုညကျွန်တော်7နာရီခွဲ12နာရီသူတအားអော်တဲ့အချိန်မှာကျွန်တော်ဒီဆေးသွားပြီးတော့23သက်ထည့်ရတယ်နော်အခုမနေ့ကဒီမှာဆွဲလုံးကမရှိတော့ဘူးနော်ဆွဲလုံးကမရှိတော့ဘူးနော်အဲ့တော့ဒီမှာရှိတဲ့ပွေးတွေဒါကျွန်တော်အမွေးတွေနှုတ်ထားတဲ့ပွေးတွေအဲ့ဒီပွေးတွေကျွန်တော်ဘယ်လိုလုပ်လို့ဆိုဒီပွေးကိုကျွန်တော်ကပွေးစည်းဘူးအဝါတရုတ်အဝါဘူးလို့ရှိတယ်တကယ်လို့ပွေးရှိပြီဆိုဒီမှာအမပွေးဆက်လေးရှိရပေါ့ပွေးဆက်လေးရှိရဆိုအဲ့ပွေးဆက်လေးအချောက်ပေါ်ဘာမှမကုတ်ဖဲပြနဲ့အဲ့ပွေးဆက်ပေါ်ကိုအဲ့ခြေလေးတုံးလိုက်2ရက်လောက်နေလို့ရှိရင်အပွင့်လိုက်အချက်လိုက်လေးကွာကြတယ်အဲ့ကွာကြတော့မှအဲ့အသားကိုရေစိုးဝင်းနဲ့တေချာကြာနာဖျဲပြီးရဲညောင်ဖျဲပြီးရတယ်ပဲနဲ့အဲ့ပွေးသေးဘူးကိုကောက်တုံးလိုက်ဒါဆိုရင်ဒီပွေးလဲပျောက်တယ်အဲ့တော့ကြက်တကောင်ဟာနော်အခုလိုအချိန်မျိုးမှာဝမ်းနေမတတ်တတ်ဘူးအဲ့တော့ဝမ်းနေမတတ်တတ်ဘူးဆိုလို့ချင်းညာကင်းအိတ်တဲ့ချိန်မှာလုံကြုံအိတ်ပါအခုလိုမနဲ့ခင်းလို့ခါမျိုးမှဆိုဒီမှာကြက်သွန်ဖြူလေးတွေရှိရပေါ့ဒီဟာတွေကဝမ်းမကောင်းတဲ့အတွက်ကြောင့်ဒီကြက်သွန်ဖြူလေးတွေကိုကြက်သွန်ဖြူလေးတွေကိုဝါပြီးတော့ဒီလိုပါဇက်ထဲကိုဒီလိုထိုးထည့်တာလေးတွေဒါလေးကတစ်နေ့တစ်ချိန်လောက်2တက်3တက်လောက်ကိုဝါပြီးထိုးထည့်တာဟုတ်လားအဲ့တော့ညာကင်းကိုလုံကြုံရိတ်ပါအဲ့တော့ဒီကြက်တကောင်ဟာကြက်တိုင်းမျိုးထိုးလို့မရဘူးဆိုတဲ့အကြောင်းကိုပြောချင်တာအဲ့တော့ဖြစ်လာတဲ့ယောဂတွေကိုလည်းအကုန်ကုခဲ့တဲ့အကြောင်းလေးဒါသုံးတစပြောပြတယ်အဲ့တော့ဒီလေးမှာတော့ပြန်တိုက်လို့ရတဲ့ကြက်ဖြစ်သွားပြီကြက်တိုင်းမျိုးဖောက်လို့မရဘူးဒီကြက်ကောင်းနေပေမဲ့လို့သူ့မှာခေါင်းတန်းတာပါတယ်ဒါနဲ့သူ့ခေါင်းတန်းတာကိုတော့သူ့သွားမကိုက်နဲ့တော့သွားကိုက်ဆွဲချွတ်လိုက်ငုတ်ပဲအဲ့တော့ဒီကြက်ကကျွန်တော်တိုက်အောင်တက်လောက်ပဲမျိုးထိုးဖို့ကမဟုတ်ဘူးအဲ့တော့ဆိုလိုတဲ့သဘောကတော့ကြက်တိုင်းမျိုးထိုးလို့မရဘူးမျိုးထိုးလို့ရတဲ့ကြက်ရှိတယ်မျိုးမထိုးဘဲနဲ့ရိုးတန်းတိုက်လို့ရတဲ့ကြက်ရှိတယ်ဒီကြက်ဆိုရင်မျိုးမထိုးဘဲနဲ့ရိုးတန်းတိုက်လို့ပဲရတယ်မျိုးထိုးလို့မရပါဘူးလို့เนาะဒါမင်းတို့ဒါဥပဒေတောင်သိအောင်ပြောပြတာဟာလားเนาะ